ကဲသားတို့သမီးတို့ရေဒီနေ့လေမမိုးတို့အပြင်းလဲပြေးတယ်စားလို့လဲကောင်းတယ်ထမင်းနဲ့စားလဲရတယ်ဒီတိုင်းစားလဲရတယ်နော်အဲ့ဒါခဲညင်ဒီအစားတို့လှုပ်ဆောင်မယ်နော်ခဲညင်ဒီကဒီရွယ်လေးတို့ဒီရွယ်လေးဆိုအတော်ပဲဒါမမိုးမနှဲရှာရတယ်ဒီသေးသေးလေးတွေကိုအဲ့ဒါကိုခဲညင်ဒီလေးကိုဒီလိုမျိုးနှစ်ချမ်းချမ်းမယ်နှစ်ချမ်းချမ်းပြီးတော့လေဒီမှာအစီလေးတွေအကုန်လုံးထုတ်လိုက်မယ်မမိုးတို့အစီမယူဘူးအစီကအစားတို့စားတဲ့အခါကျရင်ဟိုနဲ့အစီတယ်ပေါ့ဒီလိုမျိုးခွာလိုက်ရမှာသလားကိုသုံးမဲ့ဟာဒီနေ့ကခဲညင်သည်ရယ်ဒီမှာရှူးရှဲလက်ဖက်စီတော်ကြီးရှူးရှဲရယ်ပဇွန်ကြောင့်မမိုးစီမှာတေးသေးလေးပဲရှိလို့သိလားပဇွန်ကြောင့်အကောင်ကြီးဆိုပိုကောင်းတယ်ဒီမှာနှပြန်ကြော်လေးရယ်ဒီမှာကြက်သွန်ဖြူကြော်လေးရယ်ကြက်သွန်ဖြူရယ်ငရုတ်သီးစိမ်းရယ်ဒါပဲစားလေးနည်းနည်းနော်ဒီမှာနော်ဒီမှာအကောင်လုံးအစီလေးတွေထုတ်လိုက်ပုံကြီးဒီမှာစီတွေထုတ်ပြီးရင်ဒီမှာမမိုးတို့ကအရသာအတွက်ဒီမှာစားလေးနည်းနည်းဖွနေလိုက်တယ်စားလေးနည်းနည်းပို့လိုက်တယ်အဲ့ဒါအကုန်လုံးစားလေးနဲ့နည်းနည်းပို့လိုက်နော်ဒီမှာမိုးပြမယ်စားနဲ့ဒီလိုမျိုးအကုန်လုံးပို့လိုက်အဲ့ဒါတခါတည်းပြီးသွားအဲ့ဒါမှမဟုတ်လို့ရှိရင်အရသာကရပြီနော်ဒီမှာစားတွေအကုန်လုံးပို့ပြီးတော့မမိုးတို့ဗာထည့်မလဲဆိုတော့ဒီမှာရှူးရှဲလေးထည့်မယ်ရှူးရှဲကိုအများကြီးမထည့်ဘူးနော်ဒီမှာအဲ့လောက်ဆိုရပြီဒီမှာဒီလိုမျိုးတစ်ခုစီထားလိုက်မယ်ဒီမျိုးစီမယ်လက်ဖက်လေးဒီလိုမျိုးထည့်မယ်နော်မနော်အဲ့လိုမျိုးလေးထည့်ပြီးရင်လေမပဲကြော်လေးတွေလိုက်ထည့်မယ်အဲ့လိုမျိုးထည့်မယ်ကိုစားမယ်ဟာပဲဆိုတော့နော်စိတ်ကြိုက်ထက်ရောင်းနေမှာမဟုတ်ပါဘူးမိုးရကိုကြိုက်လို့စားကြတာလူမျိုးတွေထည့်မယ်ပဲကြော်လေးတွေပဲနှပြန်ကြော်လေးတွေထည့်မယ်နော်ဒီမှာပဲနှပြန်ကြော်လေးတွေထည့်ပြီးရင်ဒီမှာကြက်သွန်ဖြူကြော်ကြိုက်ရင်ထည့်နော်မကြိုက်ရင်မထည့်လို့ရတယ်သိလားမှာကြက်သွန်ဖြူကြီးလေးနည်းနည်းလေးလိုက်ထည့်လိုက်စုံအောင်ပေါ့ကွယ်ဖြူကြောပြီးရင်ဒီမှာသားတို့သမီးတို့ဒီမှာကြက်သွန်အဖြူလေးတွေတမွာစီလိုက်ထည့်လိုက်မယ်အားစားလို့ကောင်းတယ်သားတို့သမီးတို့ဒီမှာတို့လားငရုတ်သီးစိမ်းလေးအဆက်ကြိုက်တဲ့လူကငရုတ်သီးစိမ်းလေးတစ်လုံးစားပေါ့သားလေးသားတို့သမီးတို့မှာငရုတ်သီးစိမ်းလေးတွေအဲ့လိုမျိုးလေးထည့်ပေးတစ်ပိုင်းတချို့ကြတော့အဆက်မဆိုင်ရင်နည်းနည်းဟိုနဲ့ short ထည့်လိုက်ပေါ့နော်မနော်ငရုတ်သီးစိမ်းလေးထည့်ပြီးပြီငရုတ်သီးစိမ်းလေးထပ်ပြီးရင်မှလေပဇွန်ကြောက်လေးတွေထည့်မယ်မမွားပဇွန်ကြောက်အသေးလေးပဲရှိလို့သားတို့သမီးတို့ရယ်မပဇွန်ကြောက်အကြီးဆိုရင်လေဟိုတကောင်ဆိုရပြီမမွားပဇွန်ကြောက်နည်းနည်းလေးအသေးပဲရှိလို့အကြီးမဝယ်ရသေးလို့အသေးရှိတော့လေအသေးနဲ့စားကြတာပေါ့နော်အဲ့လိုမျိုးလေးပဲလိုက်ထည့်ရပြီမနော်ကြည့်ကြစားလို့ရပါပြီအရန်ကောင်းတော့ခင်းညင်ဒီအစားတို့လေးပါရှင့်လောက်စားကြနော်သားတို့သမီးတို့လွယ်လေးပဲသားတို့သမီးတို့ကုန်ကြစိတ်လည်းတိတ်မများဘူးပဇွန်ချောက်ကအကောင်ကြီးရှိရင်ပိုကောင်းတယ်မိုးစီပါဒီအသေးသေးလေးတွေပဲရှိလို့အကောင်ကြီးမဝယ်ဖြစ်လိုက်လို့မဝယ်ရသေးလို့နော်လောက်စားကြနော်တတအားလုံးအဆင်ပြေကြပါစေသားတို့သမီးတို့ရေဒီမှာလက်ဖက်လေးထပ်ထည့်ထားလိုက်သလားလက်ဖက်လေးနည်းနည်းစားလို့လက်ဖက်ကြိုက်တဲ့လူအတွက်ဆိုလက်ဖက်နည်းနည်းထပ်ထည့်လိုက်တာလက်ဖက်နည်းနည်းနေမှာဆိုလို့အဲ့လိုမျိုးရပြီလောက်စားကြည့်နော်သားတို့သမီးတို့အားလုံးအဆင်ပြေကြပါစေမမိုးတော့စားတော့မယ်